ဖတ်ထုတ်ကြိုက်တဲ့လူတွေရှိကြလားရှင်ဖတ်ထုတ်ဆိုရင်ကြောကြောပေါင်းပေါင်းအရန်ကြိုက်တာမို့ဒီနေ့မှာတော့ဖတ်ထုတ်အလွှာပေါင်းလေးလှူစားဖြစ်ပါတယ်အရင်ဆုံးဝက်ကြိတ်တန်းနဲ့ပစုံကိုကျွတ်သွမိန်လေးနဲ့ဂျင်းရည်လေးညှစ်ထည့်ပြီးကျွတ်သွမျိုးတောင်းလေးပါထည့်ပေးပါမယ်ပြီးရင်တော့ပဲငတ်မြရဲ့အကြီး QC ငရုတ်ကောင်းမုတ်အသားမုတ်နဲ့စားနှင်းငယ်ထည့်ပြီးတမအောင်မွတ်ထားပေးရပါမယ်ပကံလေးတွေကိုဖတ်ထုတ်ရွက်လေးခင်းပြီးတော့အသားကိုလည်းတော်လာချင်းစီထည့်ပေးရပါမယ်နောက်ဆုံးမှာဖတ်ထုတ်ရွက်ကလေးအုပ်ပြီးတော့စီအနှဲငယ်လေးထည့်ပေးပါမယ်အလွှာလေးတွေကတော့2လွှာ3လွှာကိုစိတ်တလားကိုလုပ်ပြီးနိုင်ပါတယ်ရှင်ပြီးရင်တော့အိုးလေးနဲ့ထည့်ပြီးမိနစ်30လောက်ပေါင်ထားပေးပါတယ်ကျန်နေတဲ့ရဲ့အသားလေးတွေကိုဖတ်ထုတ်လေးတွေထုတ်ပြီးတော့နောက်ရက်ဒီမှာစားဖို့အတွက်ရေကစ်တာထဲမှာထည့်ပြီးစိမ့်ထားပေးပါမယ်ရှင်ဒါလေးတွေကတော့နောက်ရက်မှာဖတ်ထုတ်စီချက်နဲ့ဖတ်ထုတ်အုတ်ကက်လေးလှူစားဖို့အတွက်တင်ထားပါမယ်ရှင်30မိနစ်လောက်ကြာမှာတော့ခုနကပေါင်းထားတဲ့ဖတ်ထုတ်လွှာပေါင်းလေးလဲရပြီမို့အိမ်မှာရှိတဲ့ငရုတ်သီးစီမွေးလေးကိုအပေါ်ကနေဆန်းပြီးစားလို့ရပါပြီရှင်ကျက်သွမြူနဲ့ချင်းအင်ကြီးလေးထည့်ထားတာမို့အသားရဲ့ညင်နှံ့နေလုံးဝပျောက်ပြီးအနံ့လေးကအရန်မှုေးပြီးတော့ပူပူနွေ့နွေ့အေးအေးလေးနဲ့ဂျူစီဖြစ်ပြီးအရန်ကိုစားကောင်းပါတယ်ရှင်လက်ကူရရှင်းပြီးတော့အာဟာရလည်းဖြစ်တာမို့အိမ်မှာပဲလှူစားကြည့်ကြပါနော်